အားလုံးမင်္ဂလာပါအခု grade 6 geometry သင်္ချာနှစ်အခန်းလေးကအခြေခံဆောက်လုပ်ချက်များဆိုတဲ့အခန်းလေးကမှာလေ့ကျင့်ခန်း4.2ရဲ့နံပါတ်4ကိုပြောပြသွားမှာဖြစ်ပါတယ်ဟုတ်ပါပြီဒီလေ့ကျင့်ခန်းဆိုလို့ရှိရင်သင်ခန်းစာ4.2.1ထဲကကွန်ပါအသုံးပြုထောက်တူများဆောက်လုပ်ခြင်းဆိုတဲ့သင်ခန်းစာရဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်တယ်ဥစ္စာဖတ်ကြည့်လိုက်ရအောင်ဓာတ်ပမာဏ120ဒီဂရီရှိသောဓာတ်တစ်ခုကိုဓာတ်တိုက်ဆွဲချမ်းသုံး၍တိဆောက်ပါထို့မှကွန်ပါနှင့်ပေဒံတို့ကိုအသုံးပြု၍60ဒီဂရီ30ဒီဂရီ15ဒီဂရီဓာတ်များကိုဆွဲပါဆက်လက်၍180ဒီဂရီ90ဒီဂရီ45ဒီဂရီ135ဒီဂရီဓာတ်များတိဆောက်ပါဟုတ်ပါပြီဒါဆိုလို့ရှိရင်ဓာတ်တိုင်းဆွဲချမ်းကိုသုံး၍တိဆောက်ပါလို့ပြောမယ်ဆိုတဲ့အတွက်ကြောင့်မို့ကလေးတို့အားလုံးဘာတွေရှာလိုက်ရမယ်ဒီနားမှာဟုတ်တယ်ထောက်တိုင်းစဝိုင်းချမ်းရှိရမယ်ထောက်ဆွဲရဲဆိုရဲတဲ့ကြောင့်မို့ထောက်တိုင်းစဝိုင်းချမ်းအပြင်နောက်ထပ်ဘာလို့အောင်လဲထောက်တာကိုပေတံနဲ့ခဲတံအစင်ပဲအားလို့ရှိထားပါမယ်ဟုတ်ပါပြီဟုတ်ပါပြီဒီမှာပထမကထောက်ပမာဏ120ရှိတယ်ဓာတ်တစ်ခုကိုဘာသုံးရမလဲဓာတ်တိုင်းစဝိုင်းချမ်းသုံးရတိဆောက်ပါလို့ပြောတဲ့အတွက်ကြောင့်မို့ဒီမှာဓာတ်တိုင်းစဝိုင်းချမ်းကိုယူလိုက်ပါမယ်ဓာတ်တိုင်းစဝိုင်းနဲ့တိုင်ရမယ်ဒါဆိုရင်ဓာတ်လို့ပြောတဲ့အတွက်ကြောင့်ပထမဆုံးဘာနဲ့ဆွဲရမှာလဲဟုတ်တာပေါ့ပေတံနဲ့ဆွဲရမယ်ဓာတ်တိုင်းစဝိုင်းချမ်းထားလိုက်ရင်နော်ပေတံနဲ့ဆွဲမယ်ပေတံနဲ့ဆွဲပြီးတော့ခဲတံလေးနဲ့ဆွဲရမလဲဒါပေါ့အခြေခံမြင်းလေးဆွဲမယ်မြင်းမဆွဲခင်မှာတေးချအောင်ဘာလုပ်ရမလဲဆိုတော့ဒီမှာတို့အမှတ်လေးတွေအရင်မှတ်လိုက်မယ်နော်ဒါဆိုရင်ဒီနေရာမှာတုံညာနေစာမှတ်တဲ့အမှတ်တစ်ခုထားရမယ်ဒီမှာလည်းအမှတ်တစ်ခုထားလိုက်မယ်ဒီအမှတ်တစ်ခုကိုဘာနဲ့ဆက်ဆွဲမှာလဲခဲတံနဲ့ဆက်ဆွဲပါမယ်ဒီကံပြန်ထားထားဝနာမည်လေးပေးလိုက်ပါမယ်ဒီအမှတ်ကို A လို့နာမည်ပေးမယ်ဒီအမှတ်ကို B လို့နာမည်ပေးဟုတ်ပါပြီ120ဒီဂရီလို့ပြောတဲ့အတွက်ကြောင့်မို့ဒီမှာဓာတ်တိုင်းစဝိုင်းချမ်းကိုဒီနားလေးမှာထားလိုက်မယ်ဒီမှတ်မှာထားလိုက်မယ်ပြီးတော့မှ120ဒီဂရီဆိုတော့ဒီကနေစပြီးတော့ဆွဲကြည့်အောင်10 20 30 40 50 60 80 80 90 100 110 120ဆိုတော့ဒီမှာအမှတ်လေးတစ်ခုမှတ်ပါမယ်ဒီအမှတ်ကိုဘာလို့နာမည်ပေးမလဲဆိုတော့ C လို့နာမည်ပေးလိုက်ပါမယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ဟောဒီ B ကနေ C ကိုဆက်ဆွဲလိုက်ပါမယ်ဒါဆိုရင်ဟောဒီထောက်ဒီဘယ်လောက်ဒီဂရီဖြစ်မလဲခေတွေဟုတ်တာပေါ့ခုနပြောတဲ့120ဒီဂရီဆိုတာရလာပါမယ်ဒါဆိုရင်ဒီတစ်ခုပြီးသွားပြီဒီနားလည်းလည်းလေးစမ်းဟုတ်ပြီအဲ့ဒီကနေမှ60ဒီဂရီ30ဒီဂရီ15ဒီဂရီဓာတ်ကိုဆွဲရဒီနေရာမှာတော့ဘာသုံးရမလဲကွန်ပါနဲ့ပေတံလို့ပြောရကြမှာဒီမှာကွန်ပါလေးကိုသုံးမယ်ဒီနေရာမှာကွန်ပါကိုဟောဒီ B မှာထောက်ပြီးတော့ဘာကြောင့်ဆွဲမှလဲဆို60ဆိုတာဟောဒီ120ဒီဂရီရဲ့ပါလေတဝက်ဖြစ်တယ်အဲ့ဒီတဝက်ဆွဲတဲ့ပုံတိုင်းကိုကျွန်တော်ဆွဲကြည့်ကြမယ်ဒါဆိုရင်ဟောဒီ B မှာထောက်ပြီးတော့ထောက်ချွန်လေးနဲ့ဘာလုပ်ကြမလဲဆိုတော့ဟောဒီမှာဘာကိုဖြတ်လိုက်လဲဒီစက်ဝိုင်းမြင်းခွေလေးတစ်ခုဆွဲလိုက်တာအဲ့ဒီမြင်းခွေဒီဟောဒီ AB ပေါ်မှာအမှတ်တစ်မှတ်ဖြတ်တယ်ဟောဒီ BC ပေါ်မှာလည်းအမှတ်ဟောဒီ BC ပေါ်မှာလည်းအမှတ်တစ်မှတ်ဖြတ်ပါတယ်အဲ့ဒါကိုနာမည်ပေးမယ်ဒီကောင်ကို D လို့နာမည်ပေးပြီးတော့ဒီကောင်ကို E လို့နာမည်ပေးတာမယ်နော်ပြီးလို့ရှိရင်ဟောဒီကွန်ပါကိုပဲယူမယ်ဟောဒီ E ကနေဖြတ်ပြီးတော့သူကိုနည်းနည်းလေးဆွဲလိုက်မယ် E ကိုဖြတ်ပြီးတော့ဒီမှာ
အမှတ်လေးတစ်ခုမှတ်မယ်အဲ့ဒီအတိုင်းပဲဟောဒီ E မှာရှိရဲ့အမှတ်ကို D ကိုပြန်မယ်ဒီကောင်ကိုလုံးဝမပြီးဆောင်ပါဘူးเนาะဒီတိုင်းပဲထားပြီးတော့အမှတ်တစ်ခုမှတ်ဒါဆိုလို့ရှိရင်ဒီနေရာမှာကြည့်ရအောင်ဟောဒီအမှတ်မှာအဲ့ဒီနှစ်ခုမှာစုံမှတ်တစ်ခုရှိနေတာဟုတ်လားဟုတ်ပြီအဲ့ဒီစုံမှတ်ကိုမှတ်လိုက်မယ်အဲ့ဒီစုံမှတ်ကိုဆက်က F လို့နာမည်ပေးလိုက်ပါမယ်ဒီရမှာဒါဆိုရင်ဒါကိုပြန်ထားလိုက်မယ်ပေတံအသုံးပြုမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်ပေတံလေးကိုယူမယ်ဟောဒီ E ဆိုတဲ့အမှတ်နဲ့ဟောဒီ B ဆိုတဲ့အမှတ်ကိုဘာလို့ရမှာလဲဆက်ဆွဲရမှာဖြစ်တဲ့ပေတံလေးနဲ့ထားလိုက်မယ်ဒီတဲ့ပြီလားဒီတဲ့ပြီလားဒါဆိုလို့ရှိရင်ဒီကောင်ယူပြီးတော့မလုပ်လဲဒါနဲ့ကို B အမှတ် B ကနေပြီးတော့ F ကိုဆက်ဆွဲလိုက်ပါပြီဟုတ်ပါပြီပုံဝင်ကြည့်မယ်ပြည်ရန်လေးပြန်ထားမယ်ဒါဆိုရင်ထောက်ကျင်ဝင်ယူပြီးတော့တိုင်းကြည့်ရအောင်ဒါဆိုလို့ရှိရင်ဘယ်လောက်ဒီဂရီရှိလဲ60ဒီဂရီရှိတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီလိုစောင်းကြည့်လိုက်လို့လည်းရတယ်ဒီမှာလည်းဘယ်လောက်ရှိလဲဆိုတော့ရမယ်ဒါဆိုရင်ဒီတော့ကလည်း60ဒီဂရီရှိတယ်ဆိုတော့တွေ့ရဒါကြောင့်မို့ဒီမှာအရောင်လေးနဲ့ရောင်လေးကိုသုံးပြီးတော့ဒီမှာထည့်လိုက်မယ်ဟောဒီထောက်ဒီဘယ်လောက်ဒီဂရီလဲ60ဒီဂရီဖြစ်တယ်လို့ဒီဘက်ထောက်ကလည်းဘယ်လောက်လဲ60ဒီဂရီရပါဘူးဒါဆိုလို့ရှိရင်ဒီမှာနာမည်ရေးရမှာကထောက် ABC A B C ညာချင်း ABC ဆိုတာကဟောဒီထောက်ကြီးပြောတယ်ဟုတ်လားဒီထောက်ကဘယ်လောက်ဒီဂရီလဲ120ဒီဂရီဖြစ်တယ်ခုနကတော့ဒီထောက်ကလေးကဒီထောက်ကဘယ်လောက်ဒီဂရီလဲ60ဒီသူနာမည်ပြောမယ်ထောက် C B C B F CBF ကဘယ်လောက်ဒီဂရီလဲ60ဒီဂရီ60ဒီဂရီဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုပါမေးတာလေ30ဒီဂရီ30ဒီဂရီဆိုတော့ဘာရဲ့တဝက်လဲ60ရဲ့တဝက်ဒါဆိုရင်ခုနလိုမျိုးပဲတို့ဟောဒီပုံထောက်ချွန်လေးကို60ဒီဂရီတဝက်ကိုကြာမယ်နော်ဒါဆိုလို့ရှိရင်ဟောဒီထောက်တဝက်ဝက်မှဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာ B ထောက်ကနေတော့ဒီမှာဖြတ်ထားတဲ့ဟောဒီ E ဆိုတဲ့အမှတ်နဲ့ဟောဒီထောက်ထားတဲ့အမှတ်ကိုဆွဲမယ်။ဒါဆိုဒီတစ်ခါတော့ပြရောင်လေးနဲ့ဆွဲမယ်။ငယ်လေးတစ်ခုဆွဲမယ်။ပြီးလို့ရှိရင်ဟောဒီ BF ဆိုသူက FBC ဆိုတဲ့ထောက်ကိုတစ်ဝက်ပိုင်းမှာဆိုတဲ့အတွက်ကြောင့်ဟောဒီ BC ဆိုတဲ့လက်တံပေါ်မှာဖြတ်ထားတဲ့အမှတ် E နဲ့ FB ပေါ်မှာဖြတ်ထားတဲ့အမှတ်ပေါ်မှာယူပြီးတော့ဆွဲရပါမယ်။စဝိုက်ချက်အရွယ်စားတူတူပဲဖြစ်ရမယ်။ဟုတ်ပြီဆွဲလိုက်တယ်။ဆွဲလိုက်တော့ဒီနားမှာပါတွေ့လဲ။ဒီမှာဖြတ်ထားတဲ့အမှတ်တစ်ခုမရဘူးလား။အဲ့ဒါတော့ဒီမှာဖြတ်ထားတဲ့အမှတ်ကိုနာမည်လေးတစ်ခုပေးလိုက်မယ်။အဲဒီအမှတ်ကဘာဖြစ်မလဲ။ဘာပေးစားမလဲဟုတ်တယ်။ P လို့ပေးလိုက်ပါမယ်ဟုတ်ပြီ။ P လို့ပေးလိုက်ဒါဆိုဟောဒီ P ဆိုတဲ့အမှတ်နဲ့ B ဆိုတဲ့အမှတ်ကိုဘာသုံးပြီးဆွဲမှာလဲ P တန်နဲ့တိုင်းပြီးတော့ဆွဲလိုက်မယ် P တန်ရဲ့ခဲတန်ရဲ့သုံးလို့တို့ဆက်ဆွဲမယ် P ဆိုတဲ့အမှတ်နဲ့တည်ပြီးလိုက်ကြည့်နော်တို့ဆွဲတယ်နည်းနည်းကြည့်
ဟုတ်ဒီလိုနဲ့တဲပြီလားတဲပြီဆိုလို့ရှိရင်ခဲတန်းကိုယူမယ်ခဲတန်းယူတော့ဟောဒီ B ဆိုတဲ့မှတ်ကနေပြီးတော့ B မှတ်ကိုဆက်ဆွဲလိုက်မယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒီလိုဆက်ဆွဲတဲ့အခါဟောဒီတဝက်ဒီဒီကနေဒီထိဒီထောက်လေးဒီဘယ်လောက်ဒီဖြစ်သွားလဲ30ဒီဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ထောက်နာမည်ပြောမယ်ဆိုရင်ထောက် CBB CBB ညခြင်းဘယ်လောက်ဖြစ်မလဲဒါတော့30ထိဟုတ်ဒါဆိုနောက်က15ဒီဂရီ15ဒီဂရီကြတော့ဒီ30ကိုဘာလို့ရမှာလဲတဝက်ဝက်ရမှာဖြစ်တယ်ဒါဆိုရင်ဘာသုံးလဲထောက်ချုံပဲသုံးမယ်နောက်ထပ်အရောင်လေးတစ်ရောင်ယူလိုက်ပါမယ်ထောက်ချုံလေးကိုယူမယ်ဟာဒီဆိုတဲ့ဒီမှာ30ဒီကိုတဝက်ဝက်တာဖြစ်တဲ့အတွက်ကြောင့် CBB ဟောဒီ CB P ဆိုတဲ့ပုံမှာ CB ဆိုတဲ့လက်တံပေါ်မှာရှိတဲ့အမှတ်ကြီးကိုမှတ်မယ်။အဲဒီကိုမှတ်ပြီးတော့ဘိုင်းလေးတစ်ခုဆွဲမယ်။ဘိုင်းလေးတစ်ခုဆွဲမယ်။အဲ့ဒီတိုင်းပဲဟောဒီ BP ပေါ်မှာရှိတဲ့ဟောဒီအဝန်းပိုင်းပေါ်မှာလည်းမလုပ်မလဲ။တစ်ခုဆွဲရမယ်ဖြစ်တယ်။ဆွဲလိုက်တဲ့အခါကျတော့ဒီနှစ်ခုစုံတဲ့အမှတ်လေးပေါ်လာတယ်။အဲဒီစုံတဲ့အမှတ်ကိုနာမည်တစ်ခုပေးမယ်။ဘာလို့နာမည်ပေးမလဲ P ပြီးသွားပြီဆိုတော့ဒီမှာ S လို့နာမည်ပေးလိုက်မယ်။ဒါဆိုလို့ရှိရင်ဟောဒီ S ဆိုတဲ့အမှတ်နဲ့ဟောဒီ B ဆိုတဲ့အမှတ်ကဟောဒီ B ကနေပြီးတော့ S ကိုဆွဲရမှာဟုတ်ပြီဒီကနေ S ကိုဆွဲမတဲပြီလားအဲ့ဒါဆိုလို့ရှိရင်ဟောဒီပန်းရောင်လည်းပဲဆွဲလိုက်ပါမယ်ဟုတ်ပါပြီဒါဆိုရင်ဒီနေရာမှာဟောဒီထောက်ကလေးဖြစ်လာတယ်ဒီထောက်ဒီဘယ်လောက်ဒီဂရီလဲ30ရဲ့တဝက်ဆိုတော့15ဒီဂရီဒါဆိုရင်ဒီထောက်နာမည်ကိုပြောမယ်ဆိုရင် CBS သို့မဟုတ်ရင် SBC ဒါကြောင့်ဒီမှာပါရင်မယ်ထောက် CBS ညီမျှခြင်းဘယ်လောက်ဒီဂရီလဲဟုတ်တာပေါ့15ဒီဂရီဖြစ်သွားတယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်အခုပြောတဲ့အသုံးပြုပြီးတော့60ဒီဂရီ30ဒီဂရီ15ဒီဂရီဆိုတဲ့ထောက်တွေမရဘူးလားရပါပြီနောက်တစ်ခုဆက်လက်၍180ဒီဂရီ90ဒီဂရီလို့ပြောတဲ့အတွက်ကြောင့်မို့နောက်ထပ်ဆက်ကြည့်အောင်180ဒီဂရီ90ဒီဂရီ45ဒီဂရီ135ဒီဂရီထောက်တွေကိုဆောက်ကြမယ်ဒါဆိုရင်180ဒီဂရီလို့ပြောတဲ့အတွက်ကြောင့်မို့180ဒီဂရီဒီဘာမြင်ပါလဲဟုတ်တယ်အဲ့ဒါကိုလည်းပေတံအသုံးပြုမယ်ပေတံအသုံးပြုမယ်ပြီးလို့ရှိရင်စောင့်ဝိုင်းချံကိုသုံးမယ်180လို့ပြောရတော့ဒီပေတံအတိုင်းပဲဒီကနေပြီးတော့ဒီဖြစ်တဲ့အတွက်ဆိုတဲ့အတွက်ကြောင့်မို့ဘာနဲ့ပဲဆွဲကြမယ်ဒီကနေတော့မြင်းဖြောင်းလေးဆွဲလိုက်ပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်သူ့ကိုနာမည်လေးပေးကြပါမယ်ဘာလို့နာမည်ပေးမလဲဒီမှာသူ့လည်း A ဒီနားမှာအလယ်မှတ်ကိုပို့လို့ပေးမယ်ဒီကအမှတ်ကိုဘာလို့ပေးမလဲ B လို့ပေးပါမယ်
ဒါဆိုရင်ခုနကတော့ထောက်တိုင်းဆွဲခြင်းနဲ့တိုင်းကြည့်လိုက်တဲ့အခါမှာဟောဒီဓာတ်ဒီထောက်ဖြောက်ဖြစ်တယ်ဒါကြောင့်မို့ဒီနေရာထောက်ဖြောက်သည်ဘယ်လောက်ဒီဂရီလဲ180ဒီဂရီဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်90ဒီဂရီလို့ပြောတယ်90ဒီဂရီဖြစ်တဲ့အတွက်ကြောင့်မို့90ဒီဂရီဘယ်လိုဆွဲမှာလဲနာလိုမျိုးပဲထောက်တိုင်းဆွဲခြင်းသုံးမဲ့ကွန်ပါကိုသုံးပြီးတော့ဆွဲခိုင်းတာဆိုတဲ့အတွက်ကြောင့်မို့ဒီနားမှာထောက်လိုက်မယ်ဒီ O ဆိုတဲ့အမှတ်မှာထောက်တယ်ထောက်ပြီးလို့ရှိရင်ဒါကိုဆက်တဲ့အဝန်းပိုင်းတစ်ခုဆွဲလိုက်ပါမယ်ဟုတ်ပါပြီအဲ့ဒီဖြတ်တဲ့အမှတ်ကိုနာမည်ပေးမယ်ဒီမှာအမှတ်တစ်ခုဖြတ်တယ်ဒီမှာလည်းအမှတ်တစ်ခုဖြတ်တယ်အဲ့ဒါကိုဒါကို P လို့နာမည်ပေးပြီးတော့ဒီဘက်အမှတ်ကို S လို့နာမည်ပေးလိုက်ပါမယ်ဒါဆိုရင်ခုနကတော့ compass ဆိုတဲ့ compass ကိုယူပြီးတော့ရှင်းဝတ်တိုင်းတာတစ်ခုထားလိုက်မယ်ပြီးရင်ဒီမှာဒီကြလို့ပြီးတော့ဘဝံပိုင်းလေးတစ်ခုဆွဲမယ်အဲ့ဒါကိုပဲဒီအတိုင်းပဲလုံးဝဒီ compass ကိုမရွေ့စေနဲ့ဒီအတိုင်းကိုပဲတစ်ခါပြန်ဆွဲကြမယ်ပြန်ဆွဲတဲ့အခါမှာဒီမှာအမှတ်တစ်ခုမှာစုံကြမယ်အဲ့ဒါကိုအမှတ်နာမည်တစ်ခုပေးပါမယ်ဘာလို့နာမည်ပေးမလဲစဉ်းစားကြည့်အောင်ဟုတ်တယ်ဒီမှာ T လို့နာမည်ပေးလိုက်ပါမယ်ပြီးလို့ရှိရင်ပေတံနဲ့ခဲတံသုံးပြီးတော့ဟောဒီ O ဆိုတဲ့အမှတ်နဲ့ T ဆိုတဲ့အမှတ်ကိုဘာလို့ချရမှာလဲအမှတ်ကိုတဲဖြောင်းတိုင်းမယ်တဲဖြောင်းတိုင်းမယ်တဲပြီလားမတဲသေးဘူးဆိုရင်နည်းနည်းလေးရွှေ့တိုင်းမယ်နည်းနည်းရွှေ့ရအောင်မယ်ဒီဘက်ကိုလည်းနည်းနည်းရွှေ့မယ်ဒီဘက်မတဲသေးဆိုနည်းနည်းရွှေ့မယ်တဲပြီဆိုလို့ရှိရင်ခုနခဲတံကိုယူပြီးတော့ခုနပေတံနဲ့ခဲတံသုံးမယ်ဆိုတော့ဟောဒီ O ဆိုတဲ့အမှတ်ကနေပြီးတော့ T ဆိုတဲ့အောက်ဖြတ်သွားအောင်ဆွဲလိုက်ပါမယ်ဒါဆိုလို့ရှိရင်အခုဒီမှာရထားတဲ့ဟောဒီတော့အရောင်လေးနဲ့ပြောင်းလိုက်မယ်အနီရောင်လေးနဲ့ပြောင်းလိုက်မယ်ဟောဒီအနီရောင်တောက်ဒီဘယ်လောက်ဒီဂရီလဲဟုတ်တာပေါ့90ဒီဂရီဖြစ်ပါတယ်ဒါဆိုရင်တိကျအောင်တိုင်းကြည့်မယ်ဟုတ်ကဲ့နော်90ဒီဂရီဆိုတာရမှာဖြစ်တယ်ပြီးနောက်ထပ်လောက်ခိုင်းတာပါလေ45ဒီ45ဒီဂရီဆိုတော့90ဒီဂရီတဝက်ဝက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ90ဒီဂရီမှာဖြစ်ပေါ်စေတဲ့90ဒီဂရီဆိုတာဘယ်ထောက်လဲထောက်နာမည်လေးခေါ်ကြည့်အောင်ဟုတ်ပြီထောက်ဆွဲပါမယ်ဒါအဲ့ဒါကိုကြတော့ထောက်နာမည်ခေါ်မယ်ဆိုဒီထောက်ကပါလဲထောက် T O B ထောက် T O B ညီမျှခြင်းကဘယ်လောက်လဲဟုတ်တယ်90ဒီဖြစ်တယ်ခုနကတော့180ဒီဂရီဆိုတာပဲထောက်လဲ A O B အဲဆိုထောက် A O B ကဘယ်လောက်လဲဟုတ်တာပေါ့180ဒီဂရီဒါဆိုရင်ဒီ90ကို45ဆိုတဲ့တကြောင်90ကိုတဝက်ဝက်တော့ဘာလုပ်ရမလဲဆိုတော့ဒီဟောဒီ OB ဆိုတဲ့လက်တံနဲ့ OT ဆိုတဲ့လက်တံမှာဖြတ်တဲ့ဒီအမှတ်လေးကိုသိချာမှတ်မယ်အဲ့ဒါကိုဒီမှာ S လို့ပေးထားမယ်ဆိုဒီမှာ Q လို့ပေးလိုက်မယ်နော်နောက် Q လို့ပေးလိုက်ဟုတ်ပြီဒါဆိုဒါစကြောင်ကိုယူပြီးတော့ဟောဒီ Q ကနေပြီးတော့စဝိုင်းကန်တစ်ခုဆွဲမယ်ဒီရောင်လေးနဲ့ဆွဲလိုက်ပြီးတော့
အဲ့ဒီတိုင်းပဲဒီထောက်ချွန်လေးကို S မှာထားပြီးတော့လည်းဘာလို့ကြမလဲစဝိုင်းကြလေးဆွဲမယ်အဲ့ဒီမှာဖြတ်တဲ့အမှတ်ကိုနာမည်ပေးမယ်ဒီမှာသူဖြတ်တဲ့အမှတ်ရှိတယ်အမှတ်ကိုနာမည်ပေးမယ်ဘာလို့ပေးမလဲဒီနေရာမှာလို့ဖေးလိုက်ပါမယ်ပြန်ထားမယ်ဒါဆိုဒါကိုပေတံကိုသုံးပြီးတော့ပေတံနဲ့ခေတံကိုသုံးပြီးတော့ဆွဲရမယ်ဆိုတော့ဒီ R ဆိုတဲ့အမှတ်နဲ့ O ဆိုတဲ့အမှတ်ကိုပေတံကိုပြထိမယ်O ဆိုတဲ့အမှတ်နဲ့ R ဆိုတဲ့အမှတ်ကိုပေတံနဲ့ဆွဲကြည့်မယ်ဟုတ်ပါပြီဒါဆိုပေတံပြန်ထားလိုက်မယ်အရောင်လေးပြောင်းလိုက်မယ်ဒါဆိုလို့ရှိရင်ဟောဒီကတဝက်ဖြစ်သွားတဲ့အတွက်ကြောင့်မို့အဲ့ဒီတဝက်ဒီဘယ်လောက်ဒီနေလဲဟုတ်တာပေါ့45ဒီဂရီဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီထောက်နာမည်ဘယ်လိုပြောမလဲ45ဒီမှာဆို R O B ဒါဆိုရင်ထောက် R O B ညီမျှခြင်းဘယ်လောက်ဒီဂရီလဲဟုတ်တာပေါ့45ဒီဂရီဟုတ်ပါပြီနောက်ထပ်တစ်ခုမေးတာ135ကဲဒါဆိုရင်ကြည့်ရအောင်ဒါကနေဒါကဘယ်လောက်လဲ90ဒီဂရီဒီ90ဒီဂရီတစ်ဝက်ခွဲလိုက်ဒါဘယ်လောက်ကျန်သွားလဲဒါက45ဒီဂရီဒါဖြစ်ဆိုရင်135ဆိုတာက90နဲ့45ပေါင်း135မဟုတ်လားဟုတ်တာပေါ့ဒါဆိုလို့ရှိရင်135ဒီဂရီကိုရောင်လေးနဲ့ဆွဲမယ်ခရမ်းရောင်လေးနဲ့ဆွဲလိုက်ပါမယ်ဒါဆိုကြည့်မယ်ဒီမှာ A ကိုကနေပြီးတော့ဒီ O R ကိုဆက်ဆွဲလိုက်တယ်မြင်ဒါဆိုရင်ဟောဒီထောက်ဒီဘယ်လောက်ဒီဂရီထောက်ဖြစ်သွားလဲ135ဒီဂရီရှိရဲ့ထောက်ဖြစ်ပါတယ်ဒါဆိုရင်ထောက်နာမည်ပြောမယ်ဆိုရင်ထောက်135ရှိ A O R A O R ညီမျှခြင်းဒီ135ဒီဖြစ်ပါတယ်ဒါဆိုရင်ဖေတို့ကဒီမှာဘာရေးရမလဲဒီတောင်းမှာ180ဒီဂရီဒီမှာဘာဖြစ်သွားမလဲထောင်းများဆိုတဲ့ခါမျိုးနော်180ဒီထောက်ကဆိုလို့ရှိရင်အခုလိုချင်ထောက်ပြီးဖြစ်တယ်ဒီနာမှာဒါရေးပေးမယ်ဆိုရင်သူဆွဲရတဲ့ပုံကဒီပုံဖြစ်သွားပါပြီဟုတ်ပါပြီဒါဆိုရင်ဒီခုဆွဲရတဲ့ပုံအစအဆုံးကြည့်ပြီးတော့မိခွန်းတွေကိုပြန်လည်လေ့ကျင့်မယ်ပြီးရင်မရသေးဘူးဆိုတစ်ခေါက်ရရင်နောက်တစ်ခေါက်ပြန်ကြည့်ခြင်းအားဖြင့်ကလေးတို့အားလုံး geometry ဆိုင်ရာအသိတွေရရှိပြီးတော့ဒီ geometry သင်ခန်းစာကိုပြပြရှင်းရှင်းသိယူနိုင်ပါစေလို့ဆုတောင်းနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်တပည့်